ငလင်ဘယ်လောက်ကျန်းလဲကြီးလိုက်ပါဦးအနားတော်တိတ်မကရဘူးမကြဒါအပေါ်ကရေတွေကအဝေစီတွေကိုပြန်ဆင်းသွားတာစသလှုပ်တော့ကကြောက်တယ်စသလှုပ်တော့ကရေတွေကအပေါ်ရှန်တက်လာပြီးတော့အင်းထဲကိုရေတွေဝင်သွားအခုတခါငလင်လှုပ်ပြီးတော့အင်းထဲကရေတွေကဟိုမှာကြည့်ဟိုအဝေစီတွေကိုပြန်ဆင်းသွားတာကြောက်စရာကြီးနော်မကြအင်းထဲကရေတွေဟိုမှာအဝေစီကိုဟာအနက်ကြီးပဲအဝေစီကိုပြန်ဆင်းသွားတာရေကြီးကနှစ်ချမ်းကွဲရောဒီပြပြမြေကြီးတွေကဟိုအဝေစီကနေရှန်တက်လာဟုတ်တယ်ရေတွေကဟိုအောက်ပြန်ဆင်းသွားတာအဝေစီကိုကြောက်ဟုတ်တယ် brother ရေချောင်းကဘယ်လိုပြောမလဲတိတိတတ်တာကြီးပြောင်းလဲသွားတာမဟုတ်ဘူးဒါအရောက်လေးမြေကြီးပေါ့နော်တချို့နေရာဒေသတွေဆိုလို့ဒီမှာရေတွေကခန်းသွားပြီနော်ဒါအရင်ကဒါငလင်မဟုတ်ခင်ဒါရေတွေရှိတာပေါ့နော်ရေတွေရှိပြီအခုကရေတွေကခန်းသွားပြီဒီမှာပြီးလို့ရှိရင်ဒါဘာကြီးတွေလည်းမသိကျွေးနေအရင်တော့အဲ့ထဲထွက်ပြီအဲ့ထဲပြန်ဝင်သွားတာလို့ထင်တာပဲပေါ့နော်ရေတွေကဒါအရင်တော့ဆိုဒါဒီနေရာတွေကရေတွေပါအခုကဒါရေမရှိတော့ဘူးပေါ့နော်ရေမရှိတော့ဘူးလူတော်ဆင်းလို့ရတယ်ဆိုကျွေးနေကြတယ်အဲ့ဒါပြန်တော့ပိတ်သွားကြတယ်နော်ရေတွေကတော့ဘယ်ရောက်လို့ရောက်သွားမှမသိတော့ဘူးကြောက်ကကျွေးနေတယ်ဒါတော့ပြောလို့ရေချောင်းကပြောင်းသွားတော့ဒါအရောက်လေးမြေကြီးပါနော်ဒါကျွန်တော်တို့ဒီစကိုင်းနဲ့မန္တလေးကြားပေါ့နော်စကိုင်းနဲ့မန္တလေးကြားအရောက်လေးမြေကြီးပါ